မှာဘာစိတ်မှမရှိတော့ဘူးသူကိလေသာကုန်ခန်းသလိုဖြစ်နေပြီဘာစိတ်မှမပေါ်လာတော့ဘူးနော်အဲ့ဒါကတကယ်တော့တရားပေါက်နေတာမဟုတ်ဘူးဗျတကယ် testosterone hormone အကြောင်းမျိုးသားဟော်မုန်းကိုကျနေတာပေါ့မျိုးသားဟော်မုန်းကျဆင်းနေတဲ့အကြောင်းလေးကကျွန်တော်လွယ်လွယ်ကူကူရိုးရှင်းရှင်းနဲ့ကျွန်တော်ထိအောင်လုပ်ရတဲ့နည်းလေးအများရှိတယ်အဲ့ဒီအချက်လေးချက်ကျွန်တော် basic tip လေးတွေကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်နံပါတ်1အချက်အနေနဲ့ကအားလုံးသိပြီးသားပဲဒါပေမဲ့တော်တော်များများလည်းမလုပ်နိုင်ကြဘူးဘာလဲဆိုတော့ကျွန်တော်ကောင်းကောင်းမွန်မွန် research အနားယူခြင်းပေါ့နော်အနည်းဆုံးကိုကျွန်တော်တို့မျိုးသားတယောက်ကအနည်းဆုံး10နိုင်လောက်အေးရမယ်ညတော့10နိုင်လောက်အေးပြီးမနက်တော့6နိုင်လောက်ထားတာအကောင်းဆုံးပဲပေါ့နော်ကောင်းကောင်းမွန်မွန် research အနားယူပါဒါနံပါတ်1အရေးကြီးဆုံးချက်ပါပဲနံပါတ်2အချက်အနေနဲ့ကကျွန်တော်တို့အားကစားတစ်ခုလောက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါ combat ကစားနည်းတစ်ခုပေါ့နော်ကျွန်တော်တို့ဒီဘိုင်းကစားတာပြီးကျွန်တော်တို့ဒါဝိမာတာကျွန်တော်ရေကူးတာဘယ်လိုအားကစားနည်းတစ်မျိုးဖြစ်ဖြစ်ကျွန်တော်တစ်ခုခုကျွန်တော်လုပ်ပြီးလို့ရတယ်အဲဒါဆိုရင်ကျွန်တော် testosterone hormone ကျွန်တော်ပြန်ပြီးတက်နိုင်တယ်ဒါနံပါတ်2အချက်ပေါ့နံပါတ်3အချက်အနေနဲ့ကကျွန်တော်နေရာချီနုနုလေးကျွန်တော်ခံယူပေးတာပေါ့နော်နေ့လယ်12နာရီကျွန်တော်ရှောက်သွားခိုင်းရမှာမဟုတ်ဘူးเนาะမနက်9နာရီမနက်10နာရီလောက်နေလေးကိုကျွန်တော်တို့ထွက်ပြီးတော့နေရာအောက်မှာလမ်းလျှောက်ခြင်းရလဲကျွန်တော်တို့ testosterone hormone ကိုတက်စေနိုင်တယ်ဒါနံပါတ်3အချက်ပေါ့နံပါတ်4အချက်အနေနဲ့ကကျွန်တော်တို့ zinc တွေ magnesium တွေအဲ့လိုကျွန်တော်စားပြီးလို့ရတယ်ဒါကအလုံးဝ naturally ကျွန်တော်တို့ဒါ testosterone hormone တက်စေနိုင်တဲ့အကြောင်းရင်းလေးဒါကမှကျွန်တော်မလုပ်နိုင်သေးဘူး testosterone ထပ်ဖြစ်ခြင်းတည်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့အမျိုးသားဟော်မုန်းကုသမှုကျွန်တော်စီမှာလာလို့ရပါတယ်